ယောက်ျားတစ်ယောက်ကကြီးပွားချမ်းသာတော့မယ်ဆိုလို့ရှိရင်သူ့မှာလက္ခဏာ၄ရပ်ပေါ်တယ်အဲ့ဒီလက္ခဏာ၄ရပ်ကဘာလဲဆိုတော့ဘာသာရေးကိုင်းဆိုင်တာဘာသာရေးဆိုတာဖျားရှိခိုးတာဒါမှမဟုတ်ဂုံတော်တစ်ခုခုကိုပွားနေတာဒါမှမဟုတ်အလှူဒန်းလုပ်တာပေါ့နော်အဲ့ဒီဘာသာရေးနဲ့သက်ဆိုင်တဲ့ဟာတစ်ခုခုကိုသူ့မှာလုပ်တာရှိတယ်နံပါတ်2အချက်ကတော့မိဘကိုယူသေးကိုးကွယ်တာမိဘကိုပတ်စံထောက်ပံ့တယ်မိဘစကားနားထောင်တယ်မိဘကိုမအော်ဘူးမိဘကိုမဆဲဘူးမိဘကိုကိုယ်တွေ့လက်ရောက်မကျူးလွန်ဘူးအဲ့ဒီအချက်တွေနံပါတ်3အချက်ကဘာလဲဆိုတော့သူနေတဲ့အခန်းသူနေတဲ့အိမ်ကတန်ရှင်းတက်ရတယ်သူနေတဲ့အခန်းတန်ရှင်းတက်ရတယ်နောက်ပိတ်ဆုံးနံပါတ်4အချက်ကဘာလဲဆိုတော့သူပေါင်းတဲ့အပေါင်းအသင်းသူပေါင်းတဲ့အပေါင်းအသင်းကအလုံးလုံးတဲ့အပေါင်းအသင်းနာပတ်စံရှာတဲ့အပေါင်းအသင်းနာတထေးအပေါင်းအသင်းနာအဲ့ဒီအချက်၄ချက်နဲ့ကန့်ညီတယ်ဆိုရင်အဲ့ဒီယောက်ျားတစ်ယောက်ကမကြခင်ကြီးပွားချမ်းသာတော့မယ်အကယ်ကြီးပွားမကြီးပွားရဘူးဆိုရင်တော့မှသူ့ဘဝကပြောင်ပြောင်လက်လက်နေရတယ်ကွာကားနဲ့အိမ်နဲ့တက်တက်ရက်ရက်လေးသူ့ဘဝလေးရှိတယ်အဲ့ဒီအချက်၄ချက်နဲ့ကန့်ညီတယ်ဆိုရင်အိမ်ကန်တစ်ခါအောင်ကြည့်လိုက်တာနဲ့အဲ့ဒီအိမ်က